မင်္ဂလာပါမင်္ဂလာပါဒီရတစ်ခါပြပြီးတွေ့ရတော့ဝမ်းသာပါတယ်လို့မိုးရရမ်းရွာတော့နေရပူလိုက်မိုးကရွာလိုက်နဲ့တော်လေးကိုနည်းနည်းလေးဒီရက်ပိုင်းနေအလုပ်ရှုပ်နေတော့နေကောင်းကြလားလို့လည်းမမေးရပါဘူးလို့ဒါပေမဲ့ကျွန်တော်တို့ဘဝကတော့တေးမေကြီးရှင်ရွှေတီးပဲလို့ဆိုတော့ရှေးဥစွာကျွန်တော်ဒီရက်ပိုင်းကျေးဇူးပြုပြီးကျွန်တော်တို့ဒီ IDP တို့တခြားပြောလို့မဖြစ်တဲ့လူတန်းငွေတို့လူသားမေဆိုရင်လို့ကျေးဇူးပြုပြီးကျွန်တော်ပတ်ဆက်မပို့ပါနဲ့လို့မပို့ပါနဲ့ဆိုတာဟောပါပေါ့အတက်နဲ့ဆုံးရှာပြီးလူကြပါလို့ကျွန်တော်ဒီရက်ပိုင်းနေနဲ့လူ2ယောက်3ယောက်4ယောက်5ယောက်လောက်ထင်တယ်ဆိုတော့ကျွန်တော်လည်းလုတ်ပေးတဲ့အချိန်မှာအလုပ်တော့တော်တော်လေးနဲ့ရှုပ်တယ်ပြီးမှကျွန်တော်ကပတ်ဆက်မကြိုက်ချင်ဘူးကျွန်တော်ကလူမှုကေစီရဲလုပ်နေတာ73နှစ်ရှိပြီဒီစစ်ရှောင်းနဲ့ပတ်သက်ပြီးဆိုတော့ဒီနောက်ပိုင်းအတန်ပြန်မကြားချင်လို့လေနော်အဲကြောင့်ကျေးဇူးပြုပြီးကိုတီးတဲ့လူပေါ့နော်ကျွန်တော်တို့လူမှုကေစီရဲ link တွေကိုကျေးဇူးပြုပြီးလူပါလို့ကျွန်တော်စစ်ပေးလို့ရတယ်ဟုတ်မဟုတ်ပေါ့နော်ဒါပေမဲ့အတက်နဲ့ဆုံးတော့ဖြစ်နိုင်ကျွန်တော်ဟိုပတ်စံမပူကြပါနဲ့လို့ကျွန်တော်တော့အဲ့လိုပဲမျက်တန်ရက်ခံချင်တယ်ကျွန်တော်ပတ်စံနဲ့မပတ်တဲ့ချင်ဘူးပတ်စံမကြိုက်ချင်ဘူးကျွန်တော်လူမှုကေဆဲလုပ်နေတယ်ကျွန်တော်မိဘမဲ့ကလေးတွေအဲ့ဒီစစ်ကြောင်းဖြစ်တဲ့ကလေးတွေ73နှစ်ရှိပြီဆိုတော့ကျွန်တော်အတွေ့အကြုံအများကြီးရှိလို့ကျွန်တော်ပတ်စံနဲ့မပတ်တဲ့ချင်လို့ပြောတာပဲဒါပေမဲ့ဒီချိန်မှာကျွန်တော်တို့မတတ်နိုင်ဘူးလုပ်ရတော့မယ်လုပ်ရတော့မှဖြစ်တယ်တဲ့ကျွန်တော်လည်းဝင်ပြီးပတ်သက်ရတာဖြစ်တယ်ဆိုတော့တချို့ဒီကျွန်တော် IDP အတွက်ဆေးဝါးတွေကူညီတဲ့အဖွဲ့တွေစင်ကာပူအဖွဲ့တွေကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်မိတ်ဆွေတွေထုတ်တော့မထုတ်ရသေးဘူးမနေ့ပြန်တော့မှထုတ်မှာတင်တယ်ဆိုတော့ရရှိပါပြီလို့ဆေးလူတဲ့အဖွဲ့တွေအချို့ကျွန်တော်တို့ထိုင်းနိုင်ငံကအဖွဲ့တွေတချို့လူငယ်လူပြောတဲ့လူတွေလည်းကျေးဇူးတင်တယ်လို့တင်တို့ရဲ့ကျွန်တော်တော်လေးချိတ်မဲ့တချို့အဆိုမနေ့ပြန်တော့ဆိုရောက်ပြီးတင်တယ်ကျွန်တော်စီမှာတည်င်းဝင်လာတယ်ဆိုတော့ဝမ်းသာတယ်လူမျိုးကူညီတဲ့အတွက်ကြောင့်လည်းဝမ်းသာတယ်လုံနေကြတယ်ဒါမဲ့ကျွန်တော်အတက်နဲ့ဆုံးပတ်စံပို့တာတော့ရှောင်ကြပါလို့လုံးဝမတက်နိုင်တော့မှကျွန်တော်စီမှာအခုညီတောင်းကြပါလို့ပြောချင်ပါတယ်လို့ကျွန်တော်အဲပတ်စံနေတော့ကျွန်တော်တိတ်မပတ်သက်ချင်ဘူးဆိုတော့ဒီညကျွန်တော်နည်းနည်းလေးပြောစရာရှိတယ်လူဘဝမှာကြောက်ရင်ဘာမှလုပ်လို့မရအောင်ဆိုတော့လူဘဝဆိုတာတေမေကြီးပဲတေတော့ပြီရှင်တော့ရွှေချီပဲအဲ့နဲ့လူတယောက်ကျွန်တော်မေးလာတယ်ဆရာတဲ့ကျွန်တော်ຫນွေဦးတော်လန်ရဲကဘယ်လောက်ကြာဦးမှလဲတဲ့အဲ့နဲ့ကျွန်တော်သူ့ပြန်မေးတယ်နင်ဘယ်လောက်ခံနိုင်လဲနင်ဘယ်လောက်ခံနိုင်လဲຫນွေဦးတော်လန်ရဲကကြာဦးမှလားတဲ့အဲ့နဲ့ကျွန်တော်သူ့ပြန်ဖြေနင်ဘယ်လောက်ခံနိုင်တယ်လဲနင်ခံနိုင်တဲ့အပေါ်မှာမူတည်ပြီးကြာတယ်မကြာဘူးဆိုတာဖြစ်လာမယ်လို့ဆရာတဲ့ဒီလောက်ဖိနှိပ်ပြီးမှတတ်နေတာတဲ့ခဏနဲ့ပြည်သူတွေမခံနိုင်ပြီးမှတဲ့ပြည်သူတွေလက်လျှော့မှကြောက်တယ်တဲ့အဲ့နဲ့ကျွန်တော်ဗာပြန်ပြောလိုက်ဆိုမပူပါနဲ့လို့လူတဘောတဘာဝကဖိလေကြွလေဖြစ်တယ်လို့ကျွန်တော်ကချင်တော်လန်ရဲကိုပြန်ကြီးလိုက်တဲ့အချိန်မှာနှစ်ပေါင်း60သူတို့ကျွန်တော်အဲ့ဒီမာလာစစ်တပ်ကိုအရင်ကျေးဇူးတင်တယ်သူတို့အဲ့လိုမျိုးရေးဆက်ဖိပြီးမှကျွန်တော်ကချင်လူမျိုးတွေကိုတတ်ခဲ့တဲ့အတွက်ကြောင့်မဒင်းချင်းခဲ့တဲ့ကြောင့်ဒီနေ့ကချင်လူမျိုးတွေရဲ့အသွေးအသားထဲမှာဒီမအားလာကိုမကြိုက်တဲ့ DNA လို့ခေါ်တယ်ဒီမအားလာစစ်တပ်မြင်ကိုမကြိုက်တဲ့ DNA ကမွေးရပါဖြစ်လာတယ်ဆိုတော့ KA စစ်သား2000တန်နေ KA ဆိုမပြောက်တော့ကချင်တွေမွေးလာတဲ့ကချင်ကအစ
ရှိသမျှကချင်အကုန်တပ်ပစ်လိုက်မှမြန်မာမြေပေါ်ကနေကချင်လူမျိုးကိုဖြုတ်ပလိုက်နိုင်မှသူကခဲဆိုပျောက်နေကျွန်တော်သူဥပမာပြောပြတယ်ဘလို့ဖြစ်တာလဲဆိုတော့တကယ်လို့အဲ့ဒါသူမအလားသူကအုံတော့မရှိလို့ဒီလိုမျိုးဖြစ်သွားတာသူအာနာသိမ့်ပြရနဲ့စန္ဒပြချင်းကိုအေးဆေးပြခက်လက်ကြိုက်တလုံးအော်တက်လည်းမတက်နဲ့စန္ဒပြတဲ့လူလုံခြုံရေးတော့ယူပဲလက်အန်ဒီမရှိအောင်မနော်ဒီကြံဖွင့်လို့ဘာတော့အနောက်ရှက်မပေးအောင်အဲ့လိုမျိုးသာလှုပ်လိုက်ရင်ကျွန်တော်တို့နလ3လអော်ပြီးကျွန်တော်တို့ကရက်သွားမောသွားမောတော့အခုကျတော့ကျွန်တော်တို့ရဲ့အသွေးအသားထဲမှာအဲ့ဒီနာကျင်မှုကိုသူကထည့်ပေးလိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အသွေးအသားထဲမှာကျွန်တော်တို့ရဲ့အသွေးထဲမှာကဒီစစ်အစိုးရကိုကျွန်တော်တို့ကတော်လန်မှရတော့မယ်ဆိုတဲ့အသွေးရခေါ်သူတို့ထည့်ပေးလိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီလိုဖိခံရလေကျွန်တော်တို့ဘယ်တော့မှငြိမ်မှာမဟုတ်တော့ဆိုတော့ကျွန်တော်သူ့ကိုလည်းပြောလိုက်တယ်တနည်းကနေ3နှစ်လောက်အထိတော့ကျွန်တော်တို့ပြင်ဆင်ထားရမယ်လို့အဲ့ဒီတနည်းကနေ3နှစ်အတွင်းမှာဆိုတာကလို့ကျွန်တော်တို့ပြည်သူတွေအကုန်လုံးပါလာပြီးအကုန်လုံးဝိုင်းတော်လာမှာကျွန်တော်တို့ကချင်တွေနှစ်60ရှိပြီကရင်တွေနှစ်90ရှိပြီဒီနေ့ထိတော်လာနေတော့မယ်ဒါပေမဲ့ကျွန်တော်တို့ကလို့ဘယ်တော့မှရှုံးမပေးဘူးမြန်မာမေပေါ်မှာဒီမအားလားဆိုတဲ့ပီတူကိုမတရားတပ်ဖြတ်နေတဲ့လူတွေမြန်မာမြေပေါ်ကနေမပြောက်သွားမချင်းကျွန်တော်တို့ပီတူတွေသူတို့ကိုလုံးဝလက်မခံတော့အဲ့ဒါကျွန်တော်တို့ရဲ့အသွေးအသားထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့မအားလားကိုမုံတီးတဲ့ DNA ကဖျားထည့်ပေးတာမဟုတ်ဘူးအဲ့ဒီစာတန်ဖြစ်တဲ့မအားလားထည့်ပေးတာဆိုတော့အဲ့ဒီ DNA အဲ့ဒီသူတို့ကိုမကြိုက်တဲ့ဟာဘေးချင်းပျောက်သွားနိုင်မလဲဆိုတော့သူတို့ကျွန်တော်တို့မြန်မာမြေပေါ်ကနေပျောက်သွားတဲ့အဲ့ဒါဒီကျွန်တော်တို့တော်လာရင်ကျွန်တော်တို့ရဲ့ DNA ထဲမှာဒီမအားလားကိုစစ်တပ်ကိုမုန်းတဲ့ဟာသူပျောက်သွားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြည်သူ54တန်းလို့တော့ကျွန်တော်မပြောချင်အဲ့ကြောင့်တစ်ခါတလေကျွန်တော်ရွက်ပြီးတန်း40လို့ပြောတာလုံလောက်ပါတယ်တန်း40ကျွန်တော်တို့ပြည်သူတွေအကြီးအငယ်အကုန်လုံးရဲ့အတဲထဲနှလုံးသားထဲဥကလီစာထဲမှာအထိကျွန်တော်ဒီမအလားကိုကျွန်တော်မလူချင်တော့ဘူးဆိုတော့ကျွန်တော်တို့မလူချင်တော့ဘူးဆိုတော့မအလားတော့စီးနေတော့မထည့်ဘူးအမေရိကန်အစိုးရနေတူတက်တောင်ကျွန်တော်တို့တိုက်လို့မရတော့ဘူးဘယ်သူမှလက်ပတ်ကြည့်မနေဘူးလူအတန်းချီပြီးတက်ခွင့်မရှိဘူး email ကြီးပေါ်မှာကဘာမြေကြီးပေါ်မှာဆိုတော့ဒီမအလားလောက်ကတော့ဘာဖြစ်လို့ကျွန်တော်ဒီလူကြံ့ကြာနေလဲဆိုရင်ဒီကကျွန်တော်အမုန်းစကားပြောမှလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်စကားတချို့ကျွန်တော် pressure ပေးတဲ့အနေနဲ့ပြောတင်တယ်လို့ထင်လို့ကျွန်တော်ပြောတယ်ကျွန်တော်နိုင်ငံရေးပါတီတွေပါမလာဘူးတိုင်းသားလက်နက်ကိုင်တွေပါမလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒေါ်လာရဲ့အခုဒီလိုမျိုးပြည်သူတွေမတည်တင့်မဲ့နဲ့အများကြီးတည်သွားတယ်ဒါကျွန်တော်သူတို့အပေါ်မှာအပြစ်တင်တာလည်းမဟုတ်ဘူးအပြစ်ဖို့တာလည်းမဟုတ်ဘူးဒါမဲ့ဒီဟာအမှန်တရားဖြစ်တယ်ကျွန်တော်တို့အခုစာထုတ်ပေးတယ်မြောက်ပိုင်းကြီးကိုများဖွဲ့ဝါဆိုလုတ်တော့မလုတ်ဆိုတော့ဒါမဲ့စာထုတ်တာလလေးထုတ်ပြီးလက်တွေ့ပါမလာတာတော့ RCSS ကြောက်ရွံ့စစ်တို့ဖွဲ့တော့စာအမှန်ကန်ထုတ်တယ်ပြည်သူတွေကိုလက်ခံမယ်ဆိုပြီးဒါမဲ့သူတို့က UN လို့ပဲစာပဲထုတ်တယ်ဒါမဲ့သူတို့ထုတ်လိုက်တဲ့စာတွေကိုအခြားလက်နဲ့ကြိုက်တွေထုတ်လိုက်တဲ့စာကိုမြောက်ပိုင်းညီနောင်တွေထုတ်တဲ့စာကိုတရုတ်ကဘီဒူအာဏာနဲ့ပြေချလိုက်တယ်ဆိုတော့သူတို့ကတရုတ်ရဲ့ဘီဒူအာဏာကိုသူတို့ကလက်ခံနေတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အပြစ်မဲ့တဲ့ကလေးငယ်တွေမိန်းမတွေတက်ကြီးရွယ်ဦးတွေမတရားအတက်ခံနေရတာကျွန်တော်တို့တိုင်းသားလက်နဲ့ကြိုက်တွေပါမလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့စစ်ဘောင်ကိုချဲ့ပလိုက်ရမှာကျွန်တော်တို့မင်းနဲ့ပြောနေတာရန်ကုန်လာပြစ်ပေးပါနေပြီးတော့လာပြစ်ပေးပါလို့ပြောတာမဟုတ်ဘူးကိုရှိတဲ့နေရာမှာတနဖောက်ပေးပါမအလားကိုခြေစုပ်ပြည့်ပြည်သူနဲ့တော်လန်ကိုပေးပါဒီအချိန်မှာအဲ့ဒီနင်တို့တစ်ချိန်တစ်ခါကဗမာလူမျိုးကြီးဝါဒနင်တို့အောင်ဆန်းစုကြည်နင်တို့ NLD မပြောနဲ့တော့တည်တယ်ဒီချိန်မှာထမင်းစားတဲ့လူလည်းတည်တယ်
သူတို့ဘာမှထားနေဆိုဒါမဲ့ဒီအချိန်မှာကျွန်တော်တို့လူမျိုးတစ်မျိုးဗမာအတွက်ရခိုင်အတွက်ကချင်အတွက်ကရင်အတွက်ကျွန်တော်တို့စဉ်းစားမယ်အချိန်မဟုတ်ဘူးဒီအချိန်မှာလူမျိုးစုနဲ့ဆိုင်တယ်လူသားမျိုးနွယ်နဲ့ဆိုင်တယ်ဒါနိုင်ငံရေးဖြစ်တယ်ဆိုတော့အယုံကျွန်တော်တခါတလေလေကျွန်တော်လေကိုလေဟိုတင်းအုပ်ဆရာဆိုတာဟောပေါ့ဖုန်ကြီးပေါ့နော်ဗုဒ္ဓဘာသာလို့ပြောကျွန်တော်ကဖုန်ကြီးဖြစ်နေတော့အရင်လဲအဲ့လိုမျိုးလဲမပြောချင်ဘူးဆိုတော့ဘာကျွန်တော်တို့ဗမာပြည်မှာပြည်တွင်းစစ်တကယ်ရှိခဲ့လားကျွန်တော်မေ့ချင်တယ်ဆိုတော့ကိုယ့်ရဲ့အခွင့်အရေးအတွက်လက်နက်ကင်ဒေါ်လာရဲက KIA နဲ့ KNU ပဲရှိလားလို့ကျွန်တော်မေးချင်တယ်ရှမ်းနယ်တွေရခိုင်နယ်တွေဟိုတခြားချင်းနယ်တွေဟိုရှိသမျှမွန်နယ်တွေကရားနယ်တွေမှာပြည်တွင်းစစ်တကယ်ကောရှိခဲ့လားကျွန်တော်တကယ်အမုန်းခံပြီးမှဒါကျွန်တော်ပြည်သူတွေဖက်မှနေပြီးကျွန်တော်မေးတာဖြစ်တယ်ကျွန်တော်ဘယ်သူမှမုန်းဘူးဆိုတော့ဗမာပြည်မှာပြည်တွင်းစစ်တကယ်ရှိခဲ့လားကျွန်တော်မထင်ဘူးရှိတယ်လို့အမုန်းတရားပေါ်မှာအခြေခံတဲ့တိုက်ပွဲများရှိခဲ့တယ်လားအမုန်းတရားပေါ်အခြေခံနေဆိုဗမာကအနေချင်းခဲလို့ဗမာကသူတို့နေမြေတင်းခဲလို့ဗမာကသူတို့အပေါ်မှာစောကမောကလုတ်ခဲလို့ NLD ကလုတ်ခဲလို့ဒေါအောင်ဆန်းစုကြည်ဥဆောင်တဲ့အစိုးရကဒီလိုမျိုးလုတ်ခဲလို့ဗမာမုန်းတီးရဲကြောင့်တိုက်တဲ့တိုက်ပွဲလားတကယ်ကိုယ့်ရဲ့ပြည်နယ်ကိုယ့်ရဲ့ကန်ချမာဖန်ဒီရဲ့အခွင့်အရေးအတွက်လက်နက်ကင်ဒေါ်လာနဲ့အဖွဲ့က KNA နဲ့ KNU ကလည်းမရှိတော့ဘူးလားထားလိုက်တော့နင်တို့မုန်းတီးရဲတိုက်ပွဲဆင်နွှဲရဆိုမယ်ဒီချိန်မှာမအလာကဗမာကိုပဲရွေးတက်နေတာမဟုတ်ဘူးဟိုစကားတော့မပြောတတ်တဲ့ကလေးတငယ်တွေဘိုက်ကြီးတွေမိန်းမတွေတက်ကြီးရွယ်ဦးတွေကိုမတင်းမိန်းမတွေကိုမတင်းကျင့်တယ်ဒါလူသားတယောက်လောက်ရမယ်အလို့မဟုတ်ဘူးစောကားနေတယ်လက်ရိုက်တတ်နေတယ်ဆိုတော့ကျွန်တော်တို့ကနှလုံးသားကြည်ကြည်ပြန့်ပြန့်ကြည့်ရမယ်ဒီချိန်မှာဘယ်သူဘာဖြစ်ငါတို့ကချင်မဖြစ်ပြီးရောစဉ်းစားလို့မရဘူးနင်တို့အောက်ပြီးအောက်ရောင်ဖြစ်တယ်ငါတို့လိုက်စားမှာဖြစ်တာမဟုတ်ငါတို့ KIA ထင်းရှုဒေတာမှာဖြစ်တယ်မဟုတ်ဘူးဆိုပြီးအဲ့လိုနေပြီဆိုမဖြစ်ဘူးကျွန်တော်နဲ့တွေးသားမတော်ဆတဲ့ကျွန်တော်နဲ့အသားအယောင်တော့မတူတဲ့အင်္ဂလန်တို့အမေရိကန်တို့တခြားအင်္ဂလိပ်တွေတော့မှတခြားနိုင်ငံတကားတော့မှကျွန်တော်တို့ဗမာပြည်ရဲ့အရေးကိုသူတို့အိုးကမပူစလောင်းကပူသူများတလောက်ဖြစ်နေတာဘာဖြစ်လို့ကျွန်တော်တို့တိုင်းညီကိုတွေမစုစည်းနိုင်တာလဲကျွန်တော်တို့ကနီးနီးကပ်ကပ်နေပြီးမှအခုတတ်နေတာကချင်ကိုလည်းတတ်တယ်ရခိုင်ကိုလည်းတတ်တယ်မွန်ကိုလည်းတတ်တယ်ကယားကိုလည်းတတ်တယ်ရှမ်းကိုလည်းတတ်တယ်တော့လူမျိုးမရွေးလူတိုင်းကိုတတ်နေတာအဲ့ဒါကျွန်တော်ပြန်စဉ်းစားစေချင်တယ် AA ကိုတော့ငကောင်း RCS ကိုတော့ TNLA တော့ငကောင်းဝါကိုတော့ငကောင်းအခုဝါဆိုတာလေသူကဝါနိုင်ငံမဟုတ်ပါအဲ့ဒါကျွန်တော်တို့မြန်မာမြေပေါ်ပါမြန်မာမြေပေါ်ဒါရှမ်းတွေရဲ့နေမှာသူတို့နေခဲ့တာပါဆိုတော့ကျွန်တော်တို့ဒီဟာဦးနေဝင်းရဲ့မြန်မာတမိုင်းခေတ်အဆက်ဆက်မှာဂျင်းထိခဲ့တဲ့တမိုင်းကျွန်တော်ဒီညတစ်ချက်ပြမြန်မာပြည်မှာလူမျိုးစုတိုင်းသား10မျိုးပဲရှိတယ်မြန်မာနိုင်ငံမှာတိုင်းသား10မျိုးရှိတယ်10မျိုးပဲရှိတယ်လူမျိုးစုကတော့တရားနဲ့ဘယ်လောက်လဲမသိဘူး130ကျော်လားမသိဘူးရှိတယ်ကျွန်တော်တို့ကချင်မှာလည်းလူမျိုးစုအများကြီးပဲတိုင်းသား10မျိုးပဲရှိတယ်ကချင်တိုင်းသားကယားတိုင်းသားကရင်မွန်ရခိုင်ရှမ်းကချင်ကယားကရင်ရှင်းမွန်မြန်မာရခိုင်ရှမ်းပြီးမှဗမာတိုင်းသားက4မျိုးပဲရှိတယ်လူမျိုးစုက135ရှိတယ်ကျွန်တော်ဗမာမှာတော့မှလူမျိုးစုတွေအများကြီးဒဝေလာအောင်ဒါလာတော့ဘာလည်းမသိဘူးအများကြီးရှိတယ်ကျွန်တော်ဗမာမှာရှိတယ်အဲ့ချိန်မှာစစ်တပ်တခြားလုံးမှာတွေးခွဲခဲ့တယ် NLD လက်ထက်အထိချီစံတိုင်းသားဒနုတိုင်းရေးရတိုင်းသားဝင်ကြီးဌာနရှမ်းနီတိုင်းသားဝင်ကြီးဌာနဆိုပြည်နယ်တစ်ခုမှာတော့မှသူက
ကချင်ကတော့တွေးခွဲလိုက်တယ်လီဆူတိုင်းသားရေးရဝင်ကြီးဌာနအမျိုးမျိုးပေါ့သူရောဗန်တိုင်းသားကချင်မှာသူကတိုင်းကချင်တိုင်းသားတစ်မျိုးမှာသူကခုနှစ်မျိုးရှိတယ်ထဲမှာခုနှစ်မျိုးတတ်မှတ်ထားတယ်အဲ့ဒီခုနှစ်မျိုးလုံးကိုသူကထပ်ခွဲပလိုက်တယ်တိုင်းသားရေးရဝင်ကြီးဌာနဆိုပြီးတိုင်းသားမဟုတ်ဘူးအဲ့ဒါလူမျိုးနယ်စုဂျင်းဖိုးဆိုတာလူမျိုးနယ်စုရောဗန်လူမျိုးနယ်စုအကုန်လုံးပေါင်းထားတဲ့ကချင်အဲ့ဒါကိုသူကခွဲပလိုက်တယ် NLD လက်ထက်အထိခွဲပလိုက်တယ်တိုင်းသားရေးရတယ်ပေးပလိုက်တယ်အဲ့ဒါတွေကဘာဖြစ်လာလဲဆိုမြန်မာပြည်ကိုရှုပ်ရှက်ခတ်စေတယ်ကျွန်တော်ကရင်မှာဆိုလဲချင်းမှာဆိုပူဆိုးတဲ့ဘယ်နှမျိုးလဲမသိရှိတယ်လူမျိုးနယ်စုသူတို့အမျိုးနယ်စုတွေ90ကျော်လောက်ထင်တယ်ဒါပေမဲ့ချင်းပဲဆိုတော့တိုင်းရင်းသားနဲ့ ethnic ဆိုတဲ့လူမျိုးနယ်စုမတူဘူးတိုင်းရင်းသားဆိုကျွန်တော်ပြောပြမယ်ဗမာတိုင်းရင်းသားတွေကသူကမြေပိုက်ရှင်တွေဖြစ်တယ်မြေကြီးတွေပိုင်တယ်ကျွန်တော်အခုအမေရိကအကြောင်းပြောမယ်အမေရိကန်ရဲ့မြေကြီးပိုင်ရှင်အစ်စ်အမှန်တွေ Red Indian လို့ခေါ်တယ်သူတို့ကတိုင်းရင်းသားနဲ့နိုင်ငံသားနဲ့မတူဘူးအမေရိကန်မှာဗမာပဲတော့ကချင်ပဲတော့ရခိုင်ပဲတော့ဟိုမရောက်တော့ American citizen ဆိုရတယ်သူ American နိုင်ငံသားပေါ့ဒါပေမဲ့သူကအမေရိကန်ရဲ့မူရင်းတိုင်းသားပိုင်ရှင်တွေမဟုတ်ဘူးအခုရန်ကုန်မှာတော့နေတယ်ကချင်ပဲနေနေကိုရခါပဲနေနေဟိန္ဒူပဲနေနေရူဟင်ဂျာပဲနေနေသူကဗမာပိုင်တဲ့မြေကြီးပေါ်မှာဒီကျွန်တော်တို့တိုင်းဒေသကြီးအဲ့ဒါကိုဗမာပြည်နယ်လို့ခေါ်တယ်ဗမာပြည်ပေါ့အဲ့မှာတကယ်လို့လာနေဆိုရင်သူကဗမာမျိုးနယ်စုထဲမှာဝင်လို့ရတယ်ဥပမာရူဟင်ဂျာဆိုမျိုးနယ်စုပေါ့ဒါပေမဲ့တိုင်းသားမဟုတ်ဒါပေမဲ့ဒါတွေကအရန်ထိလွယ်ရှာလွယ်ကျွန်တော်မပြောချင်ဒါပေမဲ့ပြောမယ်ရှမ်းမှာလည်းအဲ့လိုပဲရှမ်းတိုင်းသားအဲ့တော့ကျွန်တော်ရှမ်းမှာဒနုဟိုဘာအဲ့လိုမျိုးတော့ခွဲလိုက်တာရှမ်းပြည်ဆိုတာပဲရှိတယ်ဒါကြက်ပြောကျွန်တော်ကချင်မှာလည်းကချင်ပြည်ဆိုတာပဲရှိတယ်လီဆူပြည်တို့ရှမ်းနီပြည်တို့ရဝမ်ပြည်တို့ဂျင်းဖောပြည်တို့မရူးပြည်တို့ဇိုင်ဝါပြည်တို့ဆိုတာမရှိဘူးကချင်ပြည်တစ်ခုပဲရှိတယ်အဲ့ဒါကိုခွဲပလိုက်တာRed Indian ကအမေရိကန်နဲ့မတူတဲ့အခွင့်အရေးရှိတယ်စာဖတ်အကြောင်းအဆူတော့ဖန်ကြတာပြောရတယ်ကချင်ပြည်မှာကချင်တယောက်ပဲရှိပေမဲ့ကချင်ပြည်ပဲရန်ကုန်မန္တလေးနေပြည်တော်မှာကချင်ဘလောက်ပဲများများရူဟင်ဂျာဘလောက်ပဲများများအဲ့ဒါဗမာပိုင်တဲ့မြေဗမာတွေရဲ့ဘိုးဘွားပိုင်မြေဒီမှာလာလို့မရအောင်အဲ့ဒါကိုလာနေတာကြာပြီးမှတိုင်းရင်းသားယူလို့မရဘူးသူဗမာမျိုးနွယ်စုထဲမှာဝင်မဝင်ရင်မနေနဲ့ဗမာတွေပိုင်တဲ့မြေကြီးမှာလာနေပြီးမှဒီမြေကြီးကငါတို့ရဲ့မြေပါလို့လာပြောရင်တော့မနေနဲ့ပဲအဲ့ဒါရှိလေးပဲအဲ့လိုပဲကချင်မှာလည်းအဲ့လိုပဲကချင်ပြည်မှာလာနေပြီးမှဒါငါတို့လီဆူတွေပိုင်တယ်ဒါငါတို့ဂျင်းဖောတွေပိုင်တယ်ဒါငါတို့ဇိုင်ဝါတွေပိုင်တယ်ဆိုတော့မနေနဲ့ပဲကချင်မျိုးနွယ်စုထဲမှာနေတယ်အဲ့ကြောင့်ဗမာပြည်မှာတိုင်းသား135မရှိဘူးဗမာပြည်မှာတိုင်းသား10မျိုးပဲရှိတယ်ကချင်ကယားကရင်ချင်းမွန်ဗမာရခိုင်ရှမ်း10မျိုးပဲကျန်တဲ့ဟာမျိုးနွယ်စုဖြစ်တယ်အဲ့တော့ကျွန်တော်တို့တိုင်းသားလို့ခေါ်လို့မရဘူးတချို့ပညာတတ်တွေကခေါ်တယ်မခေါ်ရအောင်အဲ့ဒါတွေကျွန်တော်တို့တွေးခွဲဖို့အရန်လွယ်နိုင်ငံရဲ့အဲ့လိုသွားတယ်ဆိုတော့ကျွန်တော်ဒီချိန်မှာ CRPH ကိုလည်းတနာနေကျွန်တော် pressure တော့မှတိကိုပေးမနိုင်တော့ကျတော့ဒေါက်တာဆဆာဆိုအရန်တနာတယ်သူရေလေတွန်းကစားတယ်သူတွန်းတိုက်ကစားတယ်သူနောက်မှာပါမလာဘူးဆိုတော့အခုပြောရေးဆိုခွင့်နေပြောရတယ်အရန်သဘောကျတယ်ဟိုနေ့ပြောဒါပေမဲ့အဲ့ထက်ပူလင်းဖူလို့တယ်ကျွန်တော်တို့ဟောပါမဒီချိန်မှာကျွန်တော်တို့လူဝက်နေမဲ့အချိန်မဟုတ်တော့ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝကတေမြေကြီးရှင်ရွှေကြီးဖြစ်ရမယ့်အချိန်ဖြစ်တယ်ဒီခါကျွန်တော်တို့လူဝက်လို့မရဘူးပြည်သူတွေကိုပုံပုံလင်းလင်းချပြမှရတော့ကဲတိုင်းဘေးတိုင်းသားတွေကျွန်တော်ဆရာဖေးရှင်းနဲ့တွေ့ဆုံပြီးပြီကချင်နဲ့တွေ့တယ်ကရင်နဲ့တွေ့တယ်တဘောတူတယ်သူတို့ကတော့ကျွန်တော်တို့ဗမာပြည်သူနဲ့အတူတူကျွန်တော်မျိုးရိုးတော်လာရင်းနဲ့အတူပါလာတယ်ကျွန်တော်တို့ရခိုင်နဲ့တွေ့တယ်ပါမလာဘူးပါလာတယ်ခုပေါ့ yes or no ပေါ့ဒီချိန်မှာ yes or no ပဲကျွန်တော်ဝါနဲ့တွေ့တယ်ဝါအေးစင်းနေပဲဟုတ်ပြီကျွန်တော်ပြည်သူတွေစိတ်မဆိုးပါဘူးပလောင်တွေ TNA နဲ့တွေ့တယ် RCS နဲ့တွေ့တယ်
တို့ပါလာတယ်လားမပါလာဘူးလားဒီချိန်မှာကျွန်တော်ပြည်သူတွေကိုပုံပုံလင်းလင်းချပြဖို့အချိန်တန်ပြီလို့ထင်တယ်ကျွန်တော်ပြည်သူတွေခုကူးရမယ်ဒီချိန်မှာလည်းနဲ့မရှိကြတဲ့ချိန်လာစော်ကားကြတဲ့ချိန်လာဖမ်းမတိန်ချင်းချင်းချင်းတတ်ချင်းတတ်ဒါမျိုးခံရချင်းကျွန်တော်ပြည်သူတွေကဆွဲမိဆွဲရကျွန်တော်တို့ကောက်ယူတမင်ကလည်းကျွန်တော်တို့အင်မတန်တန်ဖိုးရှိတဲ့အချိန်ဖြစ်တယ်တကယ်လို့ကျွန်တော်ပြည်သူနဲ့ပါမလာဘူးကျွန်တော်တို့အာဆီယံဆက်လက်တို့အချိန်ရောက်တို့ဟာတို့ကြိုးစားမယ်ရခိုင်လည်းတို့ဟာတို့ကြိုးစားမယ်မွန်ကလည်းတို့ဟာတို့ကြိုးစားမယ်ဆိုရင်ပြီးတော့လေပြီးတော့ငါတို့ဘာမှစိတ်မဆိုးဘူးဘာမှစိတ်မဆိုးတကယ်စိတ်မဆိုးတကယ်စိတ်မဆိုးကျွန်တော်ဒီနွေဦးတော်လိုင်းရေးမှာကျွန်တော်ပြည်သူဖက်မှာဘသူပါလာတယ်လဲဆိုရဒီချိန်မှာကျွန်တော်ပြည်သူတွေကွဲကွဲပြားပြားတိတိပြီလို့ကျွန်တော်ထင်တယ်ဆန္ဒစောတာဖြစ်နေဖြစ်မှာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလူအသက်တွေစတင်းနေရတဲ့အချိန်မှာဆန္ဒစောဆိုတော့မရှိပါဘူးဒီချိန်မှာပုံပုံလင်းလင်းပြည်သူချပြချာပြည်သူတွေလည်းဝိုင်းပြီးမှကျွန်တော်ရခိုင်ပြည်သူလည်းရခိုင်ကိုကိုပြောလို့ရရှမ်းပြည်သူလည်းကျွန်တော် RCS ကိုပြောလို့ရအခုကရှမ်းပြည်သူထဲမှာတော့မှကြည့် SSL နဲ့ TNA ကဘင်းလုပ်ပြီးမှ RCS ကိုတိုက်ပါတယ်တဲ့ RCSS ကအမှန်နဲ့ဟိုဘက်ကမအားလာလူတွေဒီဘက်ကပြောတော့ဟိုဘက်ကမအားလို့သူတို့ကချင်းချင်းဒီလိုမျိုးပြည့်နေရန်ဖြစ်နေတော့ကျွန်တော်တို့ဘယ်လိုနားလဲရမလဲဒီချိန်မှာကျွန်တော်တို့အတိုင်းသားချင်းချင်းရန်ဖြစ်နေကျွန်တော်တို့မကြည့်ချင်ဘူးဒီချိန်မှာလူတိုင်းကမအားလာကိုကျွန်တော်တို့ဝိုင်းပြီးမှတိုက်ပြီးမှကုပြည်နယ်ကိုဒီထောင်ချပါဥမာဖက်ဒရယ်ပြန်ရလာလို့လဲရှမ်းပြည်ကိုကျွန်တော်တို့ဗမာတွေတော့အုပ်ချုပ်မှာမဟုတ်ပါဘူးနင်တို့ရှမ်းတွေအုပ်ချုပ်အဓိကကတော့ဒုံမဝဲဖို့အဓိကကတော့ဒီလိုမျိုးနူကလေးတငယ်တွေလမ်းပေါ်မှာရရဆက်ဆက်ပြစ်တတ်နေတဲ့ငါတို့ပြည်သူတွေကိုစော်ကားနေတဲ့ဒီမအားလာကိုအမြင့်ဖြုတ်ဖို့ပဲဒီချိန်မှာ1988မဟုတ်တော့2000မဟုတ်အခု generation Z လို့ကကျွန်တော်တို့ခေတ်မှာဘေးပမာမလည်း Burmanization ဗမာလူမျိုးကြီးပါတာတခင်မျိုးဟဲ့သူဗမာဘယ်သူမှစိတ်ဝင်စားကျွန်တော်လူငယ်တယ်ကျွန်တော်လည်းစိတ်ဝင်စားကျွန်တော်လည်းလူငယ်တော့မအသက်ကြီးနေပြီစိတ်ဝင်စားကျွန်တော်အဲ့ဒီအတွေ့အခေါ်တွေချွတ်တင်ပြီလို့ထင်တယ်ကျွန်တော်တို့တိုင်းသားတွေရော challenge နဲ့ကြိုက်တယ်ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေနဲ့တကယ်ကိုရဲရင်ပူပေါင်းဖို့အချိန်တန်ပြီလို့ကျွန်တော်တို့အဲ့လိုပဲမြင်တယ်မားလည်းမားပေါ့နော်ဟိုတယောက်နဲ့တယောက်တွေးတာမတူဒါပေမဲ့ကျွန်တော်တို့အဲ့လိုပဲမြင်တယ်ကျွန်တော်အဲ့လိုပဲမြင်တယ်ဒါပေမဲ့ဒီຫນွေဦးတော်လာရဲက AA တွေ TNLA တွေဝါတွေ RCSS တွေ SSA တွေမွန်ပီတစ်တွေပါမလိုက်နိုင်မလားမေးစရာမေးခွန်းရှိလာတယ်ကျွန်တော်ပြောပြမယ်ဘယ်သူမှမပါလဲနိုင်တယ်အမေရိကန်မလာလဲနိုင်တယ်ဘယ်သူမှမပါလဲနိုင်တယ်ဘာဖြစ်လို့နိုင်လဲသိလားငါတို့ပြည်သူတွေရဲ့အသေးသေးဥကလီစာတဲ့အောင်ဒီစစ်ဆိုတဲ့အရာကိုလုံးဝမလူချင်တော့ဘူးလို့လူတိုင်းဆုံးဖြတ်ထားတဲ့အတွက်ကြောင့်နိုင်ကိုနိုင်တယ်နိုင်ကိုနိုင်တယ်ဘယ်သူပါလာလားမပါလာလားနိုင်တယ်ကွာဒီပွဲရရှင်းရှင်းပြောရင် KA မကူနဲ့ KNU မကူ CRPH မရှိတော့မှငါတို့ပြည်သူတွေနိုင်တယ်တိုက်ပွဲတစ်ခုဆိုတာစစ်တပ်နဲ့တိုက်ရတယ်ငါတို့ရဲ့စစ်တပ်ကပြည်သူတွေရဲ့စစ်တပ်ကကန်းကုန်သွားပြီမရတော့လက်မခံတော့ဆိုပြည်သူလက်မခံတဲ့အစိုးရဘယ်အစိုးရမှရရှိရဒီလိုမရပြည်သူလက်မခံတဲ့လက်နဲ့ကဘယ်လက်နဲ့ကမှရက်တီလို့မရအောင်ကျွန်တော်ပြောပြမယ်နင်တို့လူမျိုးပါချီပါချမ်းပြောနေအမေရိကန်စစ်တပ်တော်မှာအမေရိကန်ပြည်သူတွေလက်မခံရင်လုံးဝရက်တီလို့မရအောင်ပြောပြမယ်အဲ့ဒါငါတို့မြန်မာပြည်ထောင်စုမှာငါတို့ပြည်သူ54တန်းလက်မခံဘူးဆိုရင်ဝါမပြောနဲ့ KAA မပြောနဲ့ KIA နဲ့ KNU မပြောနဲ့မအားလာတော့မှဤပေါက်ခုမှမရှိဘူးဒါကျွန်တော် sorry နော်အဲ့လိုပြောလို့ဟိုနည်းနည်းရိုင်းတယ်လို့ဖြစ်တာစိတ်မကောင်းမရဘူးအခု KAA ရက်တည်နေလေကချင်ပြည်သူတွေသူ့ဘက်မှာတရားရခဏပါလို့သူကရက်တည်နေတာအခုဆိုရင်သူကကချင်ပဲမဟုတ်တော့တိုင်းတာပေါင်းစုံသူ့ဘက်မှာရက်လာတယ် KNU ရက်တည်နေတယ်ဆိုတော့ကရင်ပြည်သူတွေကနှလုံးသားနဲ့သူ့ဘက်မှာရက်နေလို့
ဆိုဒီနေ့ကျွန်တော် KNU နဲ့ KA ကိုပြည်သူတွေကအတေးပေးတယ်လို့ခေါ်နှလုံးသားပေးပလိုက်ဘယ်လောက်ချစ်စရာကောင်းလဲဘယ်လောက်ပျော်စရာကောင်းလဲဒီချိန်မှာကျွန်တော်ပြည်သူဘက်မှာပါလာရင် AA ဟိုတော့ငါ RCSS ကိုငါကျွန်တော်ပြည်သူတွေကအမွတ်ပေးဖို့ဝင်မလဲဘူးစောင့်နေတယ်ကျွန်တော်ပြည်သူတွေစောင့်နေတယ်တကယ်ကိုစောင့်နေတာဒါပေမဲ့တခုတော့ရှိတာပေါ့ပြည်သူတွေကိုစိတ်နာအောင်လှုပ်သွားရင်တော့မအားလာလို့ပဲကျွန်တော်ပြည်သူတွေရန်တူပဲမုံတော့မမုံမဲ့တေချာတဲ့တခုတော့ကျွန်တော်နောက်ဘယ်တော့မှမချစ်နဲ့ကျွန်တော်မုံတော့မမုံမဲ့ကျွန်တော်မချစ်ဘူးဒါပူပူလင်းပြောတာကျွန်တော်ပြည်သူတွေငိုကြွေးနေတဲ့အချိန်မှာပြည်သူတွေအသက်ခံရတဲ့အချိန်မှာပြည်သူတွေစော်ကားခံရတဲ့အချိန်မှာပြည်သူမျက်ရည်ကိုမတွေ့ပဲပြည်သူမျက်နှာမကြည့်ပဲမိမိရဲ့လက်နဲ့ကဲမိမိရဲ့ပြည်နယ်အကျိုးစီးပွားမိမိလူမျိုးအကျိုးစီးပွားအတွက်ပဲရပ်တည်နေတဲ့ဘယ်လက်နဲ့ကဲဖွဲ့ကမှငါတို့ပြည်သူတွေလုံးဝမမုံဒါပေမဲ့တေချာတဲ့တခုတော့မချစ်ဘူးကျွန်တော်ပြည်သူတွေမမုံဒါပေမဲ့မချစ်ဘူးမြန်မာနိုင်ငံတည်နေသူလုံးဝမချစ်ဘူးအဲ့ဒါဘယ်သူမှလည်းမပြောရဲလို့လည်းမပြောတာဒါယင်ထဲလာတဲ့စကားတကယ်ပြောရင်ကျွန်တော်ပြည်သူတွေကိုစားပြောနေတာကျွန်တော်လည်းပြည်သူတွေပြောပေးပါလို့ဘယ်သူမှလည်းလာပြီးမှကျွန်တော်ခွဲခန့်တာလည်းမဟုတ်ဘူးမချစ်ဘူးဒီချိန်မှာကျွန်တော်သိတာပေါ့တမိုင်းတွေပါတယ်ပြောမနေနဲ့ဥမာမေမျိုးတို့မိုးမိတ်တို့ဆိုတာဗမာပိုင်မဟုတ်ဘူးလားရှမ်းပိုင်တယ်စကိုင်းတဲ့အထက်ပိုင်းကချင်ပြည်ပိုင်တယ်တချို့တခြားရခိုင်တို့မွန်တို့ဘလောက်များအရင်တော့ကဒီကျွန်တော်တို့ဦးနေဝင်းခေတ်မှာအကုန်လုံးဆွဲထည့်ပလိုက်တာဦးနေဝင်းတို့ခေတ်မှာတမိုင်းမှာရှမ်းတို့မေမျိုးတို့မိုးကုတ်တို့မုံတို့ဆိုတာမန္တလေးတိုင်းမှာမဟုတ်တာကျွန်တော်သိတာဒါတမိုင်းမှာရှိတယ်ညင်းလို့မရဘူးအဲဒီချိန်မှာအဲ့ဒါအကြောင်းပြောနေဖို့မို့ကျွန်တော်ပြပြနည်းနည်းအမြင်ကျဲနှလုံးသားကြည်ကြဲထားလူသားဆံပါဒီချိန်မှာမိမိရဲ့အတ္တမိမိရဲ့အကျိုးစီးပွားကိုမကြည့်ရမယ့်အချိန်မဟုတ်ဘူးဘသူပိုင်တယ်မပိုင်ဘူးဆိုတာပြောမနေနဲ့ကျွန်တော်တို့လူငယ်တွေပြောပြီးသားဒီຫນွေဦးတော်လန်ရဲ့ပြီးသွားလို့အာနာတက်လာမဲ့အစိုးရကဗမာလူမျိုးကြီးဝါဒဆိုပြီးဗမာတွေအတွေ့ပဲဆက်လုပ်နေတဲ့တိုင်းသားတွေကိုဆက်ပြီးခွဲခြားဆက်ဆံပြီးဆက်နေနေတယ်ဆိုရင်ငါတို့ဆက်ပြီးတော်လာရအောင်လို့ပြောထားပြီးသားပြောထားပြီးသားလေတိုင်းသားနိုင်ငံရေးပါတီအဖွဲ့တွေထိထိဝင်ဝင်လှုပ်ဆောင်မှာ CRPH နဲ့ CRPH နဲ့ဖိတ်ခေါ်ပါလက်တွေ့ပြီးမှနင်တို့ရဲ့ပြည်နယ်ရပိုင်ခွင့်ကိုအပြည့်အဝယူ CRPH ကိုလည်းကျွန်တော်ပြောတာပြည်နယ်ရေးလောက်မပြောနဲ့ပြည်နယ်တတ်မတော်ကိုရေးပေးပြည်နယ်တတ်မတော်ကိုဖက်ဒရယ်တတ်မတော်ကိုဗမာတတ်မတော်ကလာပြီးအုပ်စိုးမဲ့ဟာမျိုးတွေလက်မခံဘူးအဲ့လိုကိုပြောတာကြောင့်အဲ့လိုကျွန်တော်ကတိုင်းသားလက်နဲ့ကြိုင်တွေပြောလို့ CRPH နဲ့အခုအနေရလူတော်အမတ်တွေအရန်ကောင်းလို့ကျွန်တော်မပြောသူတို့လည်းတရားရခဏမယူတာအခုထိသူတို့လည်းပုလင်းဖို့လို့တယ်ဒီချိန်မှာကျွန်တော်တို့အနေရလူတော်တွေ NLD တွေ CRPH တွေတိုင်းသားတွေအကုန်လုံးပွန့်ပွန့်လင်းလင်းနဲ့ကျွန်တော်တို့စကားပြောမဲ့အချိန်ရောက်နေပြီကျွန်တော်တို့ပြည်သူတွေဘလောက်အထိဒုက္ခရောက်နေလဲအလုပ်လည်းမလုပ်ရဘူးစီးပွားတွေအကုန်ပြတ်သွားမိသားစုတွေအကုန်ပြတ်စီးသွားတယ်လူမှုရေးတွေအကုန်ပြတ်သွားကျွန်တော်ပတ်စံလည်းမရှိတော့ကျွန်တော်ပြောပြမယ်ကျွန်တော် focus လုပ်ဖို့ပြောတယ်ခင်ဗျားတို့ focus လုပ်နော်နင်တို့ရဲ့နှလုံးသားကိုကြည်ကြည်ဖွင့်နင်တို့ရဲ့နှလုံးသားကိုကချင်အတွက်ပဲငါတို့ကချင်အတွက်ပဲငါတို့ရခိုင်အတွက်ပဲငါတို့ကရင်အတွက်ပဲငါတို့မွန်အတွက်ပဲဆိုပြီးမဖွင့်နဲ့အဲ့ဒါဒီနေ့ခင်မမီတော့တင်တို့ရဲ့နှလုံးသားကိုလူမျိုးတိုင်းအတွက်ဖွင့်ထားပေးပါဒီခေတ်ဒီအခါမှာနှလုံးသားချင်းမြောင်းလို့မရကိုယ့်ရဲ့နှလုံးသားလူသားဆံဖို့လိုတယ်အခုကလူသားမျိုးနယ်စုနဲ့ဆိုင်တာလူသားမျိုးနယ်စုကိုရဲရဲဆက်ဆက်တတ်နေတယ်လူတွေကတော့ရင်ဆိုင်နေရတာကျွန်တော်ပြောချင်တယ်တိုင်းသားလည်းနဲ့ကြိုင်တွေလည်းပြောတော့တိုင်းသားပါတီတွေကောပွန့်ပွန့်လင်းလင်း CRPH နဲ့
အနေရလူတော့မှာဒီနုပြောချင်တဲ့စကားဒေပြောပူပူလေးလေးဝဲဖန်နင်တို့ CRPH ဒီဟာဆက်လုပ်ပဲဒါမရငါတို့မလို့ချင်ဘူးနင်တို့တိုင်းသားနိုင်ငံရေးပါတီတွေဒေပြော CRPH နဲ့အနေရလူတော့နင်တို့ယူသားပေးပါဒီဟာတော့ထည့်ကြော်ညာပေးပါဒါလုပ်ပေးပါပြောပြီးမှဝင်လာခဲ့ငါတို့ပြည်သူနဲ့လာပူပေါင်းပေးပါပြည်သူတွေမျက်နှာကိုကြည့်ပေးပါဒီချိန်မှာယူသားတော့ပဲ CRPH တော့ငေါအနိုင်ရလွတ်တော့ NLD အဖွဲ့တော့ငေါတိုင်းသားနိုင်ငံရေးပါတီတော့ငေါတိုင်းသားလက်နက်ကိုင်တွေတော့ငေါအကုန်လုံးကပွန့်လင်းနဲ့စီလုံးနဲ့ကျွန်တော်ပြည်သူနဲ့အတူလက်တွဲပြီးမှဒီမအလာကိုဖြုတ်ဖို့အတွက်အချင်းကောင်းဖြစ်တယ်ဂျိုင်းတို့အမြင့်တွေ့လာလိမ့်မယ်တကယ်ကျွန်တော် RCSS ဆိုနေတဲ့လက်နဲ့တော့မဟုတ်နေတဲ့လူမဟုတ်ဗမာပြည်မှာဒုတိယလူဦးရေအများဆုံးကရှမ်းလူမျိုးတွေဗမာပြည်မှာတိုင်းသားတွေမှာလူဦးရေအနည်းဆုံးတိုင်းသားလူမျိုးကိုကျွန်တော်ပြောပြမယ်နော်ကချင်နည်းနည်းလေးပဲကချင်ကလူဦးရေအရင်နေတယ်ကချင်အရင်နေတယ်ပြည်နေတာကြီးတာလူဦးရေအရင်နေတယ်ကျွန်တော်ကချင်ပြည်မှာတိုင်းသားပေါင်းစုံရှိတယ်ဗမာရအများကြီးပဲကချင်လူရနေတယ်ဒါပေမဲ့အရေးကြီးရင်တွေးမနေဘူးနော်ကျွန်တော်အခုကပြည်နေအရေးမဟုတ်တော့ဘူးဒါလူသားမျိုးနွယ်စုနဲ့ဆိုင်တဲ့အရေးဖြစ်ပြန်ပြီးကျွန်တော်စဉ်းစားစေချင်တယ်ကျွန်တော်တို့ CRPH ကိုလည်းကျွန်တော်ပြန်စဉ်းစားစေချင်တယ်ဘာလို့တင်တယ်လဲပေါ့နော်အနေရလို့တော့အမှတ်တွေလည်းကျွန်တော်ပြန်ပြီးမှစဉ်းစားစေချင်တယ်ကျွန်တော်တို့ထပ်ပြီးမှဘာလုပ်နိုင်တယ်လဲတိုင်းသားတွေကျွန်တော်ဘယ်လိုထပ်ပြီးဖိတ်ခေါ်လို့ရတယ်လဲပြီးတိုင်းသားလက်နဲ့ကြိုင်တွေလည်းကျွန်တော်ပြန်ပြီးစဉ်းစားစေချင်တယ်အကုန်လုံးပြန်ပြီးညှိနိုင်ကြပါညှိနိုင်နဲ့ကျွန်တော်ပြည်သူတွေကိုပူလေးလေးချပြပါဒီချိန်မှာဖွဲ့နေမဲ့အချိန်မဟုတ်ဘူးကျွန်တော်တို့ဒါရှူထားတော့ဟော905တွေကြော်ညာပြီးဘာလို့ဆိုပေါ်တင်ကြော်ညာပြီးလုပ်နေတာဆိုတော့ဒါတော့လူတည်နေတာလဲဒါတွေကလူပဲထားမယ်ဆိုတာတော့မဟုတ်တော့ဘူးလေနော်မဟုတ်တော့ဘူးအဲ့ဒါတော့မဟုတ်ဘူးဆိုတော့ဒီချိန်မှာပြောမနေနဲ့ငါတို့ရခိုင်ကိုပုံမှာတင်းထားတဲ့နှစ်200ကျော်ပြီး300ရောက်ပြီဆိုတာနင်ပြောเสียမလို့ဘူးဘယ်သူမှမပြောလဲတမိုင်းမှာရှိနေတာရခိုင်ပြည်ကိုဗမာမပိုင်ဘူးဆိုတာထမင်းစားတဲ့လူတိုင်းတည်တယ်အဲကြောင့်ရခိုင်တွေလည်းဒီချိန်မှာဘာမှအဲ့ဒါကိုထုတ်ပြောနေเสียတော့မလို့ဘယ်သူမှမပြောလဲရခိုင်ပြည်ကိုရခိုင်ပိုင်တာတည်တယ်ရခိုင်ပြည်ကိုဘယ်သူမှပိုင်တာမဟုတ်ရခိုင်ပဲပိုင်တယ်ရှမ်းပြည်ကိုဝါလည်းမပိုင်ဘူးကူကန်းလည်းမပိုင်ဘယ်သူမှပိုင်ရှမ်းတွေစုပေါင်းပိုင်ကြတယ်ဝါတွေကူကန်းတွေရှမ်းမျိုးတွေစုမှာပါမှာပေါ့ကျွန်တော်ထပ်ပြောမယ်ဝါတို့မွန်တို့တန်းပလောင်တို့ကသူတို့ကခမာလူမျိုးစုတွေဖြစ်တယ်ဗမာပြည်မှာတော့ migration ကိုကျွန်တော်တို့ကချင်တွေကကျွန်တော်တို့တိဘက်တို့ဘာမန်ခန်မှာပါတယ်ကျွန်တော်တို့ဟိုဘက်ကမွန်ဂိုလီးယားဆင်းလာတာကျွန်တော်ကချင်နဲ့အိန္ဒိယကိုတချို့ဝင်တာအရိုနာချန်စတစ်ဖက်ရောက်တယ်ဒီတချို့တွေကဒီတရုတ်ဖက်ကိုဝင်သွားတယ် Union State တွေကကချင်တွေအများကြီးအဲကျွန်တော်နည်းနည်းပြောပြတာတမိုင်းတိတော့အဲ့လိုမှမတိဒီလိုမျိုးစကားတော့တက်မပြောတိတယ်ဆိုတော့ကချင်ပြည်ကိုဗမာမပိုင်ဘူးတိတယ်မွန်ပြည်ကိုဗမာမပိုင်ဘူးတိတယ်ကယားပြည်လည်းလုံးဝမပိုင်ဘူးတိတယ်ဒီချိန်မှာအဲ့ဒါတွေပြောမနေနဲ့ကျွန်တော်ပြောတာ NLD ကဗမာပိုင်လို့ပြောရင်ထမင်းစားတဲ့လူဘယ်သူမှမယုံအဲ့ကြောင့်ဒီချိန်မှာရံဖြစ်နေမဲ့အချိန်မဟုတ်ဘူးဒီချိန်မှာညင်းနေမဲ့အချိန်မဟုတ်ဒီချိန်မှာလူအတက်တွေတည်နေတယ်ဒီချိန်မှာလူတွေရဲ့အတက်ကိုကယ်ဖို့အရေးကြီးတယ်ဒီလိုမျိုးစစ်အာဏာရှင်ကိုဖြုတ်ချဖို့အရေးကြီးတဲ့အချိန်ဖြစ်တယ်အဲ့ကြောင့်ကျွန်တော်ပြန်ပြီးမှဆွေးနွေးစေချင်တယ်ယူတတာပုံပွလေးလေးနဲ့ပေါ့နော်ကျွန်တော်တို့မြန်မာမြေပုံမှာဒီလိုမျိုးစစ်အာဏာရှင်နောက်ဘယ်တော့မှမရှိအောင်ကျွန်တော်လုပ်မှရမယ်အဲ့အောင်ကျွန်တော်ကချင်တွေကဒီဟာကိုမကုန်းပူလို့ခေါ်တယ်မကုန်းပူဆိုတာဘာမှလို့ဘယ်လိုခေါ်မလဲဆိုတာအင်းဆောက်တယ်ဆိုရင်အမိုးမိုးပြီးအဆုံးတတ်တယ်ပေါ့နော်အဆုံးတတ်တယ်လို့ခေါ်တယ်ဒီတိုက်ပွဲကအဆုံးတတ်တိုက်ပွဲဖြစ်တယ်ဒီပွဲကအဆုံးတတ်ဆိုနိုင်မလားမမင်းနဲ့
နိုင်တယ်ပေါ့ကျွန်တော်ဘေးချင်းရှုံးမလဲဒီလားကျွန်တော်တို့အရှုံးပေးတဲ့နဲ့ကျွန်တော်တို့ရှုံးကျွန်တော်တို့ဘေးချင်းနိုင်မလဲဒီလားကျွန်တော်တို့ယင်ထဲမှာဒီစစ်ကျွန်းဘဝကိုဘေးတော့မှပြန်မသွားဘူးရန်ကုန်နဲ့လိုက်တာရကိုဒိုင်နာအစုပ်ကိုခြေထောက်တစ်ဖက်တည်းမြလက်တစ်ဖက်ဝီဒီလိုဆွဲပြီးမှငါးပတ်တန်ဘေးတော့မှပြန်မစီးဘူးအဲ့လိုဆုံးဖြတ်ချက်ချနိုင်တဲ့နဲ့တကယ်နဲ့ကြီးထောက်ကလည်းစကားပြန်မပြောဘူးလို့ My name is မောင်လာခစ်ပြန်မသွားဘူးလို့တင်ဆုံးဖြတ်ထားဆိုနိုင်ကုန်နိုင်ဆူလေပတ်စကမတ်တိုင်မှာနေရအဝစားချက်ဦးဟင်းနဲ့ဘယ်တော့မှပြန်မစားဘူးလို့တင်ဆုံးဖြတ်ချက်ချတဲ့နဲ့တကယ်နိုင်တယ်ကျွန်တော်ဗမာညီကူတွေကိုခွန်အားပေးချင်တယ်စိတ်ကမကြနဲ့နော်ဗမာညီကူတွေအခုရန်ကုန်မန္တလေးနေပြီးတော့အဖက်မှာနေတဲ့ဗမာညီကူတွေပေါ့စိတ်ကမကြနဲ့လောကစိတ်ကမကြကျွန်တော်ကချင်လူမျိုးတွေနှစ်60ရှိပြီအဲ့လိုခံခဲ့ရတယ်အခုကျွန်တော်ကချင်လူမျိုးတွေအတောင်းကြီးရှိပြီအတက်ခံရတာမတင်းကျင်းခံရတာအမေနဲ့တမျိုးမျိုးရွာလုံးကျွတ်ကိုကျင့်တာရွာလုံးကျွတ်သူတို့အဲ့လိုမတင်းကျင့်လဲကချင်မတွေမအလာကိုမုံလဲကချင်စစ်တပ်ထဲဝင်လာကချင်မတွေချွတ်လာလေးခဲစစ်တပ်မှာတပုံကြီးမော်တေတော့ရွေးတော့မှသူတို့မေ့စကြောင်လာတော့ရတယ်ဒီချစ်အဲကြောင့်မအလာဒီလိုမျိုးရက်ဆက်လေကျွန်တော်တို့ပွဲကအောင်မြင်ဖို့ပူနီးစက်တယ်စိတ်ဓာတ်မကြနဲ့ကျွန်တော်တို့ဘယ်တော့မရှုံးကျွန်တော်တို့ရှုံးတဲ့နေ့ကျွန်တော်တို့အရှုံးပေးတဲ့နေ့ဖြစ်တယ်ဒီမအလာကလည်းကျွန်တော်တို့နိုင်တယ်ဆိုရင်လေမအလာနိုင်တယ်ဆိုရင်ဒီမအလာစစ်အာဏာရှင်ကနိုင်တယ်ဆိုရင်ကျွန်တော်သမင်းဘယ်တော့မစားတော့ကချင်လူပြောတာသမင်းဘယ်တော့မစားတော့လုံးဝမနိုင်စေရအောင်ကျွန်တော်အတက်မငယ်တော့ဖြတ်တန်းခဲ့တာအနိုင်အရှုံးဆိုစိတ်ဓာတ်နဲ့ဆိုင်တယ်ငါတို့ပြည်သူတွေရဲ့စိတ်ဓာတ်ကအထွတ်အထိပ်ရောက်နေပြီတေခမတေရောဘယ်တော့မှရှုံးပေးတော့ကျွန်တော်ပြောဒီချိန်မှာကျွန်တော်ဝကိုလည်းမျောမနေဘူးအေကိုလည်းမမျော TNA ကိုလည်းလွမ်းမနေဘူးကြရလက်နဲ့ကြိုင်ကိုလည်းကျွန်တော်လွမ်းမနေဘူးကျွန်တော်တို့ဒီအချိန်မှာဘယ်လက်နဲ့ကြိုင်မပါလာမှာကိုကျွန်တော်လုံးဝမစိုးရင်ဘူးကျွန်တော်ဘာပဲစိုးရင်လဲဒီလားအတွေ့အကြုံမရှိတဲ့ဒေါ်လာရဲ့အတွေ့အကြုံမရှိတဲ့အောက်ပြည်အောက်ရွာကကျွန်တော်ချစ်တဲ့ကျွန်တော်ရဲ့ဗမာညီကိုတွေလက်လျှော့လိုက်မှာပဲကျွန်တော်စိုးရိမ်တယ်ကျွန်တော်ပြောပြမယ်နော်ဒီချိန်မှာကျွန်တော်ပြည်သူဖက်မှာ AA ပါမလာလို့ TNLA ပါမလာလို့ဝပါမလာလို့ RCSS တွေရှမ်းတွေပါမလာလို့မွန်တွေပါမလာလို့ကြရားတွေပါမလာလို့ကျွန်တော်ဝမ်းမနေဘူးမစိုးရင်ဘူးကျွန်တော်ဘာပဲစိုးရင်လဲတိလားຫນွေဦးတော်လာရဲမှာအတက်ပေးခဲ့တဲ့ကလေးတွေရဲ့မျက်နာကိုမေ့သွားတဲ့အတိတ်မဲ့ယောဂရသွားမယ်ဆိုရင်88တုန်းကလူမျိုး88မျိုးဆက်တယ်လို့NLD အစိုးရလည်းတက်လာရောကုဖုံးမော်တို့လည်းလမ်းပေးရောက်တာ88မှာအတက်ခံရတဲ့လူအကြောင်းမပြောတော့အခုຫນွေဦးတော်လာရဲရောက်တော့သူတို့ရဲ့ဓာတ်ပုံတွေပြန်ထွက်လာတယ်အတိတ်တစ်ခါပြန်လေလာကျွန်တော်တော်လန်ရဲ့အတွေ့အကြုံမရှိတဲ့ကျွန်တော်အောက်ပြည်အောက်ရွာကကျွန်တော်ချစ်တဲ့ကျွန်တော်တို့ဗမာပြည်သူတွေစိတ်လျှော့လိုက်မှာပဲဆိုရင်လူကလေစိတ်လျှော့တဲ့နေ့ကတည်တဲ့နေ့ပဲမှတ်ထားရတယ်နေပါစေတော့ငါတို့တက်လုံးဒီစစ်ကျွန်ဘွားအောင်မနေခဲ့တာပဲဦးတန်းရွှေခင်မှလည်းငါတို့နေဖူးကျင်သားရတော့ပြီဦးခင်ညွန့်ခင်မှလည်းကျွန်တော်ကျင်သားရတော့ပြီကျွန်တော်တင်းစင်ခင်မှလည်းကျင်သားရတော့ပြီဒီလိုမျိုးဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ဒီတိုင်းပဲပြန်နေတော့မယ်လို့ဆုံးဖြတ်ချက်ချတဲ့နဲ့တင်တို့ຫນွေဦးတော်လာရင်ပျောက်နေတယ်တင်တို့အောက်ပြီးအောက်ရွာကငါတို့တွေးချင်းပမာတွေစစ်လျှော့တဲ့နဲ့ကျွန်တော်ဗမာပြည်ဘိတ်တော့မှမစင်းတော့ချင်းပြပါပဲနေတော့
你都识小呢，俺都个钱呢，龙啊这边嘛没少。你都奥比奥远个，女巫多人也有呢嘞，不嘛尼古的识小的呢，俺都个钱呢，俺地堂的那边。奥比奥远个，就那起来不嘛尼古的识小的呢，俺都个钱呢，俺地堂的那边。你都奥比奥远个不嘛尼古的。Generation Z 的，识么小步，相比嘛，起点没说，俺都 Federal 比同是无地场的，识么呢 Federal 无地场的，你侬奥比奥远个路的，第识碰那奥嘛，内面路送片去差别识小的，俺都个钱比快穿的，龙啊没牛，爸妈比呢龙啊没牛，龙啊没牛，一现在没见那你侬把识拉带过，龙啊个用啥抢啊？龙啊变没牛，爸妈比天嘛龙啊没牛，爸妈比呢啊嘟来对比没牛呢。你侬奥比奥远路的，ဒီ马阿拉有လက်လျှော့ပြီးမှအရှုံးပေးပြီးနေပါစေတော့လို့နေတဲ့နဲ့ကချင်နိုင်ငံခွဲကိုခွဲထွက်မယ်ကချင်ပြည်ကတော့အပြတ်တိုက်ယူမယ်အချင်းကြ你侬奥比奥远个不嘛尼古的，谁没晓不？女巫多了也，龙啊对面一接，ဒီ马阿拉说俺都比度的个，等来嘞，ဒီ讲的个，啊咪没骗来没钱，俺都龙啊来没晓了，你都送骗他的说，俺都个钱呢，你侬不嘛比度呢啊度，什么呢 federal 嘛，得得龙啊度呢了嘛，那就那今天来嘞，个钱就那 majority 吧，啊名地带呗，KA 嘞 federal 呗标的。那这个我今天嘞，那这个退来的是个，အခုကျွန်တော်တို့ KA စစ်သားတွေတိုက်ပွဲဖော်ဆောင်နေတယ်ဗမာစစ်တပ်ကြိုင်တဲ့အဲ့ဒီမအားလာတွေကြိုင်တဲ့တနတ်တွေလည်းဟိုလေတနတ်မဟုတ်ဘူးတည်တယ်ဟိုကချင်စစ်သားတွေလည်း KA လည်းတနတ်ပြီးတဲ့လူတွေမဟုတ်နင်တို့ငါတို့လူပဲသူတို့လည်းအတေခံနေတာပဲသူတို့လည်းကျိုးတဲ့လူကျိုးတယ်တည်တဲ့လူတည်တယ်ကချင်မတွေမုတ်ဆုမတွေဖြစ်တယ်ကချင်ကလေးတွေမိဘမဲ့ဖြစ်တာအဲ့ဒါဘာဖြစ်လို့လဲဒီလားနင်တို့ပြည်သူတွေနဲ့ငါတို့ကဓာတ်တဲ့ရက်တည်နေတယ်ဆိုပြီးအတေခံပြီးမှကိုရက်တည်နေတာ KA ရဲ့အလက်အလာတစ်ခုကပေတိုက်ပွဲဖြစ်တော်ရင်တည်င်းတုံတိတ်မထုတ်ပြန်ထုတ်ပြန်လည်းမရှိဘူးဘယ်မှာတိုက်မယ်ဆိုလည်းမပြောဘူးတိုက်ပြီးသွားတော့မပြောဘူးဒါပေမဲ့နေတိုင်းတိုက်ပွဲရှိတယ်အနည်းဆုံးနေရာ10နေရာလောက်တိုက်ပွဲရှိတယ်အဲ့ဒါအခုနူးဒေါ်လာရေးပေါ်လာလို့မဟုတ်ဘူးတော့ရှောက်တိုက်နေတာ7နှစ်ပြီဒီနေ့ဆို7နှစ်ပြီနူးဒေါ်လာရေးမဖြစ်ခင်တော့ငါတို့ကခံစစ်အခုနူးဒေါ်လာရေးပေါ်လာတော့ပြည်သူတွေကိုတတ်နေတဲ့ဒီမအားလာတော့ KA ကထိုးစစ်တိုက်စစ်ဆင်ပေးတာဆင်းလာမယ်စိတ်ချနင်တို့ပြည်သူတွေကအာတင်တာအကုန်ဆောပြီးအကုန်ဆောမှာကျွန်တော်မအားလာတွေလည်းတည်င်းဆိုးပါချင်တယ်ကျွန်တော်ပြည်သူတွေလည်းမလျှော့တယ်လို့ကချင်တွေကရင်တွေလည်းမလျှော့ဘူးကျွန်တော်ကရင်တွေကအခုဒလန်ရှင်းဖို့လုပ်နေပြီKNU ကဒလန်ရှင်းဖို့လုပ်နေပြီတက်လာလိမ့်မယ်ကျွန်တော်ပြောပြမယ်မအားလာနဲ့ရဲတွေရောအခြားတိုင်းသားလည်းနဲ့ကြိုက်တွေရောကျွန်တော်ပြောပြမယ်ရှမ်းပဲဖြစ်ဖြစ်ဝါပဲဖြစ်ဖြစ်ရခိုင်အေလည်းနဲ့ကြိုက်ပဲဖြစ်မြန်မာတမိုင်းမှာတကယ်ကိုအရေးပါအရာရောက်အောင်လက်နဲ့ကြိုက်ခဲ့တဲ့လူမျိုးကကျွန်တော်နားလည်တယ်တော့၃မျိုးပဲရှိတယ်တိုင်းသားချင်းရယ်ရခိုင်ချင်းရယ်ကချင်ရယ်ကရင်ရယ်ချင်းတွေကအခုလက်နဲ့ရင်အတိတ်မရှိတယ်လို့တောမဆန်တဲ့ချင်းတွေချင်းတတ်ဆိုတာနော်ကချင်တွေကရင်တွေကပထမကဘာစစ်ဒုတိယကဘာစစ်မှာကချင်တွေဆိုပထမကဘာစစ်တော့မှတော့ဆင်နွှဲခဲ့တာချင်းတတ်ချင်းတိချင်းနေကချင်ဆိုကချင်တင်းနေတုံးလေကရင်တတ်တယ်အခုမြန်မာနိုင်ငံရေးမှာအခုကချင်နဲ့ကရင်ပြန်ဝင်လာတယ်ဆိုတာကလေမြန်မာနိုင်ငံရဲ့အလေးအပြောင်းတစ်ခုဖြစ်တယ်
1940ခုပြင်လုံစာချုပ်ကကချင်တွေထိုးတဲ့အတွက်ကြောင့်ရှမ်းတွေလည်းလိုက်ထိုးလာတယ်ချင်းတွေလည်းလိုက်ထိုးတယ်ကချင်နာ1940ခုပြင်လုံဂတိကူမှာလက်မထိုးကြည့်ရှမ်းလည်းမထိုးဘူးချင်းလည်းမထိုးဘူးနောက်ဆုံးဒီနေ့ကျွန်တော်စစ်မှန်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံမှာကချင်လည်းပါမလားတော့ရှမ်းလည်းပါမလားချင်းလည်းပါမလားအဲ့ဒါတမိုင်းခင်ဗျာကြက်နားထောင်ထားလိုက်အခုကချင်မြန်မာနိုင်ငံရဲမှာလူလာလာပါလာတယ်ပြည်သူဖက်မှာအဲ့ဆိုဘယ်သူမှညင်းလို့မရဘူးမြန်မာလွတ်လပ်ရေးဂျပန်ဖက်စစ်တော်လှန်ရေးအင်္ဂလိပ်တော်လှန်ရေးကျွန်တော်ရန်ကုန်မှာဖက်စစ်တော်လှန်ရေးမတ်လ29ရက်နေ့လေကချင်တွေကမတ်လ29မပြောနဲ့ဟောအစိုးရတလားလို့ဆိုပြီးမနှောတော့ကပ်ပြီးတော့စိန်လုံးလို့ရှမ်းမြောက်လို့အင်္ဂလိပ်တော်မှာတခါမှမဟုတ်ချုပ်ဘူးသူကအင်္ဂလိပ်အတင်းမခံရတဲ့နေရတယ်ချင်းတို့ရှမ်းတို့ကချင်တို့ကယားတို့ဘာမှထဲမှာမပါတောင်တန်းဒေသသူကကိုပိုင်အုပ်ချုပ်ခွင့်အင်္ဂလိပ်ခေတ်မှာကတည်းကရှိတယ်သူဥပဒေနဲ့သူအုပ်ချုပ်ရတဲ့သူနေတာအင်္ဂလိပ်တော့မှမကျူးကျော်တယ်ဂျပန်ကိုချထည့်လိုက်တာကြားလာပြီကျွန်တော်ဘူချောင်းဆန်းတို့ဖက်စစ်တော်လာရေးကြော်ညာတဲ့အချိန်မှာကချင်တွေမနောကပြီးသွားလို့ကချင်တပ်တွေရွာပြန်သွားပြီးဟိုမှာတောင်ရတော့ခုတ်နေမရှိတော့ဂျပန်နဲ့ချင်းပြီးမှာရှမ်းမြောက် substick တွေမှာကုတ်ခိုင်နေအဲ့ဒါတမိုင်းအခုကချင်နဲ့ကရင်ပါလာပြီအဲကြောင့်တခြားတိုင်းသားညီကိုတွေနိုင်ငံရဲ့အစဉ်အလာကြီးတဲ့ကချင်နဲ့ကရင်ပါလာပြီလက်နက်ကန်အစဉ်အလာကြီးတဲ့ကချင်နဲ့ကရင်ပါလာပြီအဲကြောင့်ဂျန်နဲ့လက်နက်ကန်ရာစုတွေ TNLA တို့ရခိုင်တို့ကိုကမ်တို့တခြားကယားတို့ရန်ကုန်မြို့မှာပျောက်သွားတဲ့ ABSDF တို့လက်မှတ်ထိုးထားတဲ့တချို့အဖွဲ့တွေဒီစစ်ကောင်စီတော်လှန်ရေးနဲ့လူတပ်ပွဲနေတော့မှတောက်ကုန်ပြတဲ့အဖွဲ့တွေလုံတပ်ကျွန်တော်တို့မပြောတတ်တော့အနှုတ်ဖွဲ့ပဲရှိတယ်နှစ်ဖွဲ့သုံးဖွဲ့လောက်အမြန်ဆုံးပြည်သူနဲ့ပြန်ပြီးမှပူးပေါင်းဖို့အချိန်တန်တယ်ဒီချိန်မှာပူလင်းပြန်ဆွေးနွေးပြီးကျွန်တော်ပြည်သူဖက်မှာပြန်ပြီးမှရက်တည်ပေးပါလို့ကျွန်တော်တို့အဲ့လိုပဲတိုက်တွန်းချင်တယ်ကျွန်တော်မုန်းလို့ပြောတာမဟုတ်ဘူးကျွန်တော်ຫນွေဦးတော်လာရေးကိုခက်မြန်မြန်နဲ့ကျွန်တော်တို့ကဖျက်ချင်တဲ့အသက်ကြောင့်ဒီလိုပြောနေတာဖြစ်တယ်ကျွန်တော်အေးကိုလည်းမုန်းမှုချစ်တာပေါ့ဘာဖြစ်လို့ကျွန်တော်အေးကိုမုန်းမှာလဲအေးတို့ TNA တို့ဆိုတော့လက်နက်ကင်မြောက်ပဲတော်များကျွန်တော်တို့ကချင်မြေပါပဲမွေးဖွားတန်းစင်လာတဲ့ကျွန်တော်တို့ကချင်တွေရဲ့ညီကိုအရင်ခောက်တယ်ပဲအေးဆိုတာကချင်တွေရဲ့တွေးတောက်ညီကိုကျွန်တော်တို့ရဲ့တွေးတောက်ညီကို TNLA တို့ဘာလို့ကိုကောင်လို့လဲကျွန်တော်တို့ညီကိုတွေမမုန်းဒါမဲ့ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေရဲ့မျက်နှာကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရအောင်ကျွန်တော်တို့လူမျိုးရေးကိုအခြေခံတဲ့အမုန်းတရားတွေစိတ်နာကြီးစရာတွေဟုတ်ပါတယ်တကယ်ကိုခံစားခဲ့တာပါကျွန်တော်ရခိုင်ပြည်မှာတနေ့ခံစားခဲ့တယ်ရေဆက်ဗမာတွေအနိုင်ကျင့်တာခံစားခဲ့တယ်ဝိုင်းဆေးတယ်လိုက်ပေါ်ကနေရခိုင်ကိုဝိုင်းဆေးတယ်တပုံမျိုးရခိုင်အကုန်တက်ကျွန်တော်နီပေါ်တွေဝိုင်းဆေးတယ်အချမ်းဖဲကျညာအင်တာနက်ဖြတ်ယူကောပွဲလို့မရအောင်လို့ဟုတ်တယ်စိတ်နာစရာပဲဒါပေမဲ့ကျွန်တော်ပြပြမယ်နင်တို့ရခိုင်တွေပဲခံခဲ့တာမို့ကျွန်တော်ကချင်နေနီပေါင်း60ခံခဲ့တာအဲ့ဒီပုံစံအတိုင်းပဲကရင်တွေနီပေါင်း80ခံခဲ့တယ်ဒါပေမဲ့ဒီနေ့ကရင်နဲ့ကချင်ဘာဖြစ်လို့များပါလာလဲလို့ခင်ဗျားတို့စဉ်းစားမိလားအဲ့ဒီခံစားချက်တွေကထားခဲ့လိုက်တယ်ဒါတမိုင်းမှာတကယ်ကိုဖြောက်လို့မရတဲ့ဗမာတွေရဲ့တမိုင်းမှာအင်မတန်ရှက်ရှာကောင်းတဲ့တမိုင်းအဖြစ်ရှိနေတယ်ဖြတ်လို့မရတော့ကျွန်တော်ဗမာတွေလည်းဒီတို့ sorry လို့ပြောရတာလည်းဘာမှမတတ်နိုင်တော့ဒါအခုကျွန်တော် generation Z တွေလို့တာမဟုတ်
မယိုးသားတဲ့ဗမာနိုင်ငံရဲ့ပါတီတွေမယိုးသားတဲ့ဗမာလူကြီးတွေလုပ်ခဲ့တဲ့အရာတွေငါတို့လူငယ်ဒီနေ့ဗမာလူငယ်တွေနဲ့မဆိုင်ဘူးနော်ကျွန်တော်တို့ဆက်ပြမသူတို့လမ်းစဉ်လိုက်တော့ဆိုင်တယ်ကျွန်တော်မလိုက်မဆိုင်ဘူးသူ့ရဲ့ဥပဒေကတားရဲ့အပြစ်ကိုအဖေရဲ့အပြစ်ကိုတားကရော်ပေးဆရာမလို့အဖေလူတိုက်အဖေထောင်ချပဲတားကိုအဖေလူတက်လို့တားကိုထောင်ချလို့မရဘူးအဲ့ဒါဥပဒေဖြစ်တယ်နင်တို့ဗမာတွေငါတို့ကချင်တယ်ဒီလိုလုပ်ခဲ့ဆိုအခု generation Z တွေမပါဘူးဒီချင်းကဆဲခဲ့တယ်ဟုတ်တယ် sorry မတိလို့ပေါ့မိုက်တိုက်ခံရလို့ဒီချင်းမှာအဲ့ဒါတွေပြောမနေတော့ကျွန်တော်သိတယ်ရခိုင်တွေရဲ့သမိုင်းနဲ့ကျွန်တော်ရခိုင်လောက်မတိပေမဲ့တိတယ်လောက်ကျွန်တော်တိတယ်မွန်သမိုင်းလဲကျွန်တော်မွန်တွေလောက်မတိပေမဲ့တိတယ်လောက်ကျွန်တော်တိတယ်စာဖန်တိတယ်ဒါသမိုင်းမှာရှိတယ်ပဲအထူးသဖြင့်အင်္ဂလိပ်လိုဖတ်ရင်ပူတိတယ်ဗမာလိုရှိတဲ့စာအုပ်လည်းရွှေထက်တော့ရှားတယ်ဗမာလိုရေးတာအင်္ဂလိပ်လိုဒီကဘာမင်းကြီးတည်နေတဲ့ဒီအဲ့ဒီတမိုင်းကမပြောက်တော့ဒီချင်းမှာအမုန်းတရားကိုခဏထားနာကြီးစစ်ကိုခဏထားကျွန်တော်ပြည်သူတွေဘယ်လိုမျိုးဒီစစ်အာဏာရှင်ကိုတွန်းလှန်တိုက်ဖြတ်မလဲမြန်မာမြေပေါ်ကအမြင့်ဆွဲနှုတ်ပြီးမှဆွဲထုတ်မလဲဆိုတာကျွန်တော်စဉ်းစားရမယ်ပြီးမှကျွန်တော်တစ်ချက်ပြောချင်တယ်တရုတ်စီစညီနိုင်ရလမ်းကြောင်းကိုခင်းနေတယ်တိုင်းသားလည်းနဲ့ကြိုင်တော်တော်များတရုတ်စကားနားထောင်နေတယ်နေတယ်မဟုတ်ဘူးအရေးအယောင်တွေ့နေတယ်ပြောမရအောင်မအားလာကတောင်ဆန်းစုကြည်တော်လွတ်ချင်လွတ်လိမ့်မယ်ပြီးအပေးယူတွေပါတယ်လှုပ်လာလိမ့်မယ်သူတို့အခြေအနေမကောင်းဘူးသူတို့အခြေအနေမကောင်းဘူးသူတို့ကဘာမှမဆိုလုပ်နိုင်တယ်အပေးယူပေါ့ကျွန်တော် NLD လွတ်တော်အမတ်တွေလွတ်မယ်တောင်ဆန်းစုကြည်လွတ်မယ်ပြီးအပေးယူသူတို့လုပ်မှာပြီးသူတို့မြန်မာမြေပေါ်မှာဒီလူတက်တဲ့မအားလာတွေဆက်လက်ပြီးရှင်တန်ခွေတစ်ခုခုကိုသူတို့ကယူကောင်းယူလာနိုင်တယ်အဲ့ဒါတရုတ်ခင်းနေလားမွေမတေဒုတ်မကျိုးလို့ခေါ်တယ်ဗမာစကားမှာအဲ့ဒီချိန်ကြရင်တကယ်လို့အဲ့ဒီလမ်းကြောင်းခင်းလာရင်အောက်ပြီးအောက်ရွာကကျွန်တော်ဗမာပြည်သူတွေ NLD ထောက်ခံခဲ့တဲ့လူတွေဒီတို့ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီး Federal ပြည်ထောင်စုဖြစ်နိုင်တယ်လားဆိုအဲ့ချိန်မှာအဖြစ်ပေါ်လာတကယ်လို့များတောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးတယ်ဖမ်းထားတဲ့ကျွန်တော်တမ်သားတွေလွတ်ပေးတယ်လွတ်တော်အမတ်တွေလွတ်ပေးတယ်ဒီကဲနင်တို့ရံမဖြစ်နေတော့ဒီတိုင်းပူနေမင်းကြားနေမင်းပြန်နေရအောင်နင်တို့လည်း Federal လည်းပေးမယ်ဒီစစ်တပ်ကိုလည်းနေပါစေငါတို့မြန်မာလူမျိုးတွေပဲမေ့လိုက်တော့ဆူတဲ့နေ့ကမရောက်လာနိုင်ဘူးလို့ပြောလို့မရဘူးတကယ်လို့ဒေါန်ဆန်းစုကြည်ထွက်လာပြီးဖန်စီထားတဲ့ NLD လို့တော့အမတ်တွေပြန်ထွက်လာရင်ဒီနေ့လမ်းပေါ်မှာတို့အရေးအော်နေတဲ့ကျွန်တော်တို့ဗမာညီကိုတွေကျွန်တော်အခုလူမျိုးပဲပြတ်တတ်ရက်တီရေးလာဒါကျွန်တော်သင်ပြန်မေးတာတော့ခဏကျွန်တော်တိုင်းသားတွေကိုပြောပြီးပြီရက်တီရေးလာကျွန်တော်မရက်တီရေးမနဲ့အဲ့ဒီအချိန်မှာစစ်စက်ညီနိုင်ရဲ့တမတော်ကိုတက်ဒီငါတို့ကလေးတငယ်တွေကိုရဲစက်တတ်နေတဲ့ဒီစစ်အာဏာရှင်ကိုဆက်ပြီးမြန်မာမြေပေါ်မှာအသက်ရှင်ခွင့်ပေးဖို့အတွက်နင်တို့ NLD တွေတောင်ဆန်းစုကြည်စကားနာထောင်မဲ့ NLD အမတ်တွေစကားနာထောင်ပြီးစစ်စက်ညီနိုင်ရဲ့တမတော်ကိုပြန်အရေးမယူရဲ့ဒီကောင်တွေကျိုးစင်ပြန်မတက်ရဲ့တတ်ခဲ့တဲ့လူ900 600ကျော်ကိုမေ့လဲရအောင်ဆိုပြီးအတိတ်မေယောဂရပြီဆိုတော့အဲ့ချိန်ကျကျွန်တော်ကချင်ပြီးခွဲထွက်ရဲ့ lobby ပြန်လုပ်မယ်အဲ့ချိန်ကျွန်တော်905ပြန်ထုတ်ဗမာချစ်တဲ့ဗမာညီကိုကျွန်တော်လုံးဝမပေါင်းနိုင်ဘူးကျွန်တော်တို့လုံးဝမပေါင်းနိုင်ဘူးအဲ့ချိန်ကျရင်ကျွန်တော်တို့ Federal ပြည်ထောင်စုထဲမှာလုံးဝမနေဘူးလုံးဝမနေဘူးအဲ့ချိန်ကျရင်ဆက်ပြစ်မှာအဲ့ချိန်ကျပြစ်တော့မှာအဲ့ချိန်ကျစစ်တပ်ကိုပဲပြစ်မှာမဟုတ် NLD ကိုလည်းပြစ်မှာဒေါအောင်ဆန်းစုကြည်လည်းပြစ်မှာ NLD ထောက်ခံတဲ့လူလည်းပြစ်တော့မှာဒါကျွန်တော်တို့ဆုံးဖြတ်ချက်ဒီလိုချထားတယ်ဆိုတာအခုကျွန်တော်ပြောခင်ဗျားတို့သဘောပေါက်တကယ်ပြစ်တော့မှာအဲ့ချိန်ကျ
တင်းတို့ဗမာရှိသည်များဗမာအကုန်လုံးငါတို့ရန်သူဖြစ်သွားတယ်တကယ်ပြောတာကျွန်တော်ကချင်ကအခုဒီတိုက်ပွဲကအဆုံးတတ်တိုက်ပွဲဆိုပြီးမှကျွန်တော်ဝန်လာတာဖြစ်တယ်ဒါပူပူလေးလေးစကားကိုအကုန်ပြောတယ်ပြပြတနာပြောတာမုံလို့ပြောတာမဟုတ်အဲ့ချိန်ကျတော့လုံးဝလာမချော့တယ်နင်တို့ကိုယ်ပဲပြတ်ထန်းခွင့်ပြန်ပေးမယ်နင်တို့ကိုယ်ပဲအုပ်ချုပ်ကြနင်တို့ကိုယ်ပဲရေးတွေထားကြ no လုံးဝမလို့ချင်ဘူးကြာတော့ခွဲထွက်မှာအရင်ကြာကချင်နိုင်ငံတော်တည်ထောင်မှာလုံးဝမနေဘူးအဲ့လိုမျိုးကလေးတငယ်တွေဘိုက်ကြီးတယ်မှမသိမိန်းမမသိမင်းကလေးခေါင်းတော်မှာကန်တဲ့လူတွေနဲ့ကျွန်တော်တို့တနိုင်ငံထဲမှာလုံးဝမနေနိုင်ဘူးအဖိုးကြီးမှမသိအဖွားကြီးမှမသိအဲ့လိုမျိုးတတ်တဲ့လူနဲ့ငါတို့တနိုင်ငံထဲမှာပေါင်းနေအောင်ငါတို့အယူမဟုတ်ဘူးမနေဘူးလုံးဝမနေဘူးအဲ့ချိန်ကျရင်တော့နင်တို့အမေစုစကားပဲနားထောင်မယ် NLD စကားပဲနားထောင်မယ်ဆိုရင်တိုင်းသားတွေကိုနင်တို့မထီမင်းပြန်ပြုတ်တော့ sorry ပဲအဲ့ချိန်ကျတော့ကျွန်တော်ကူတိုင်တနပ်ပြန်ကြိုင်တော့ကျွန်တော်တဲ့တင်တန်းတက်ဆံမလို့တက်ဆံမလို့တကယ်ပြောတာကျွန်တော်ကအဲ့လိုမျိုးဟိုပေါ့လူတစ်ဖက်သားကိုလည်းဒီနေ့တန်တာပြောလည်းမကြိုက်ဘူးဒီခြေကြီးကျွန်တော်နလကြော်တဲ့ချိန်မှာဘယ်သူမှကျွန်တော်ဆေးလည်းမဆေးဘူးဘယ်သူမှလည်းမကြေးရဘူးဟိုနစ်နာအောင်လည်းမပြောဘူးဟိုတမကြပဲကျွန်တော်ပြောပြကျွန်တော်ကချင်တယ်လည်းကျွန်တော်ပြောတယ်ရခိုင်ကိုလည်းကျွန်တော်ပြောသူများအေးကိုမပြောရဝအောင်ပြောကျွန်တော်ပြောတယ်အဲ့ဒါရှမ်းပြည်မှာခင်ဗျားနေနေတာလုံးလုံးစီမြန်မာနိုင်ငံဝရနေတာနင် drone တွေလောက်နေတော့နင်တော့မစင်စားနဲ့ပြည်သူမထောက်ခံရင်ဝမပြောနဲ့တော့အမေရိကန်စစ်တပ်တော့ရက်တီလို့မရဘူးအာနာဆိုတာပြည်သူစီကလာတာအာနာဆိုတာလက်နဲ့ပုံမှာရှိတာမဟုတ်ပြည်သူထမ်းမှတ်လာတာပြည်သူမထောက်ခံရင်ဘယ်လက်နဲ့ကင်မှရက်တီလို့မရဘူးဟုတ်ပြီဒါတော့ပဲကျေးဇူးပဲနောက်နေ့ကျွန်တော်တွေ့တဲ့ဟာပြန်ပြောပြမယ်ဒါပေမဲ့အရင်ပြောလိုက်တော့လေ pressure များသွားရင်အလုပ်လုပ်တဲ့လူလုပ်ရခက်တယ် CRPH ကိုလည်း pressure မပေးဘူးပြောစရာတော့ရှိတယ်တွေ့တယ်ဒါပေမဲ့လည်းသူတို့အကောင်းဆုံးလှုပ်ဆောင်နေပါတယ်အကောင်းဆုံးလှုပ်ဆောင်နေတယ်ကျွန်တော်တို့လူတော်မှလည်းအကောင်းဆုံးလှုပ်ဆောင်နေတယ်တိုင်းသားလက်နဲ့ကြိုင်လည်းအကောင်းဆုံးလှုပ်ဆောင်နေအခုကျွန်တော်ပြောတယ်ဆိုတာ pressure ပေးတယ်ဆိုတာကျွန်တော်ပြည်သူတွေဖက်ပါလာအောင်ကျွန်တော် pressure ပေးတာပဲမုန်းပြောတာမဟုတ်ဒါပေမဲ့ပူပူလင်းပြောတော့လုံးဝအတူမနေဘူးနော်အဲ့ဒီမအားလာလိုမျိုးပြည်သူမျက်နှာကိုမကြည့်ပဲကလေးပါမကြမ်းမိမပါမကြမ်းပြစ်တတ်တဲ့ဒီစစ်တပ်နဲ့ NLD လွတ်တော်အမတ်တို့လွတ်ပေးလိုက်ပြီးမှစစ်ဆက်ညှိနှိုင်းမယ်ဆိုပြီးတောင်ဆန်းစုကြည်ရဲ့စကားနားထောင်ပြီးပြတ်နေမယ်ဆိုရင်ကျွန်တော်တို့ကချင်တွေလုံးဝဗမာပြည်နဲ့လုံးဝမနေဘူးဒါကျွန်တော်လောက်ဟောလဲ flexible လို့ခေါ်တယ်အကောင်းမြင်တတ်တဲ့လူတော့ဒီစကားပြောတယ်ဆိုတော့ဂျန်တဲ့လူဆိုမစင်စားနဲ့တော့တေချာပေါက်ဒီမှမနေအဲ့ချိန်ကြရင်မြန်မာနိုင်ငံအေးချမ်းမြေဖြစ်သွားတယ်အဲ့ချိန်မှာဗမာပြည်တကယ်ပြိုကွဲမှာအဲ့ချိန်ကြရင်ပြည်ထောင်စုကြီးမရှိတော့ဘူးကျွန်တော်အခုကျွန်တော်ပြောနေတယ်ဆိုတာကျွန်တော်ညီကူတွေကချင်ကရားကရင်ချင်းကျွန်တော်မခွဲချင်ဘူးကျွန်တော်တကယ်ပြောတာတီးတန်းမနေချင်ဘူးကျွန်တော်ရန်ကုန်လေးသွားလေချင်တယ်အင်းလေးသွားလေချင်တယ်ကျွန်တော်ကရင်ပြည်လဲသွားလေချင်တယ်နေရာတကာသွားပြီးမှဟိုမတူညီတဲ့ရိုးရာတွေအစားအစာတွေကျွန်တော်အစားအစာထူးဆန်းနေကြိုက်တယ်ကျွန်တော်ဗမာအစားအစာကျွန်တော်ပကံလေးကြိုက်တယ်ကျွန်တော် big ဆိုလည်းကချီကြိုက်တော့ big ထိုးဝဲကျွန်တော်ကြိုက်တယ်ဆိုတော့အဲ့မျိုးပဲဟိုအတူတကွကချင်ကရားကရင်ချင်းမွန်ဗမာရခိုင်ရှားပျော်ပဲနေချင်တယ်တ
ကယ်ကိုစစ်မှန်တဲ့ Federal ပြည်ထောင်စုနဲ့စစ်မှန်တဲ့အစိုးရစစ်မှန်တဲ့စစ်တပ်စစ်မှန်တဲ့ရဲနဲ့ကျွန်တော်တို့ကတကယ်ကိုပျော်ပျော်နေခြင်းနဲ့ပြောရင်ကျွန်တော်ဒီလိုအမုန်းခံပြီးပြောနေတာဖြစ်တယ်ဆိုတော့ကျေးဇူးတင်တယ်နိုင်ငံရေးသမားတွေယူသားပေးပါကျွန်တော်တို့တိုင်းသားပြည်သူ10မျိုးအပေါ်မှာတိုင်းသား10မျိုးပြောနေတယ်နော်135လာမပြောနဲ့လုံးဝမကြိုက်ဘူးအဲ့ဒါတွေးခွဲတဲ့စကားဖြစ်တယ်လူမျိုးစုပြောတာ135ကတိုင်းသား10မျိုးကချင်ကယားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းရိုဟင်ဂျာမြန်မာနိုင်ငံသားနေတာသူတို့ဗမာမြန်မာမွေးမြန်မာနိုင်ငံသားပဲရိုဟင်ဂျာဆိုသူကသူရိုဟင်ဂျာမကလို့ကချင်ပြည်နယ်မွေးရိုဟင်ဂျာကချင်ပြည်နယ်သားအဲ့ဒါသူရဲ့ဥပဒေညှိလို့မရအောင်သူမွတ်စလင်မကလို့သူနတ်စာပဲသူကသူမကျေနပ်လို့ကြောက်တုံးပဲကူးကွယ်ကွယ်သူကအဲ့ဒီနိုင်ငံမွေးအဲ့ဒီနိုင်ငံသားလေစီးတော်မှာဥပမာအမေရိကန်နိုင်ငံပုံမှာလေဖြက်ပြန်တဲ့အချိန်မှာအဲ့ဒီလေပုံမှာမွေးတဲ့ကလေးကအမေရိကန်နိုင်ငံသားအဲ့ဒါနိုင်ငံတကာဥပဒေအဲ့ဒါလူသားချင်းလူသားနဲ့ဆိုင်တဲ့ဥပဒေရခိုင်ပြည်မှာမွေးရခိုင်ပြည်သားဒါမဲ့တိုင်းသားမဟုတ်ဘူးနိုင်ငံသားဟုတ်တယ်ဗမာပြည်မှာမွေးတဲ့တရုတ်ကမြန်မာနိုင်ငံသားဒါမဲ့တရုတ်ကမြန်မာတိုင်းသားမဟုတ်ဘူးကျွန်တော်တွေးခွဲနေတာမဟုတ်ပြောပြတာဗမာပြည်မှာလာနေတာကြာရင်မြန်မာနိုင်ငံသားဟုတ်ပေမဲ့မြန်မာတိုင်းသားမဟုတ်ဘူးတိုင်းသားဆိုတာတောင်းယူလို့မရဘူးတိုင်းသားဆိုတာအနေချလို့ရတာမဟုတ်ဘူးတိုင်းသားဆိုတာသူ့ရဲ့ဘိုးဘွားပိုင်မြေကြီး is belong to them အခုအမေရိကန်နိုင်ငံသားတွေအမေရိကန်မြေကြီးကိုတကယ်ပိုင်တာမဟုတ်ဘူးအမေရိကန်ရဲ့ပိုင်ရှင်အစစ်ကအိန္ဒိယတွေဖြစ်တယ် red indian တွေ red indian တွေကျွန်တော်အုံနောက်ကအစေးခံထားရတယ်မိုင်းတိုက်ခံထားရတယ်တိုင်းသားရေးရတွေပေးတယ်ဆိုတာကောင်းတာမဟုတ်တိုင်းသားရေးရဝန်ကြီးဌာနပေးတာတွေးခွဲတာအရန်ချစ်လို့တိုင်းသားရေးရပေးတာမဟုတ်အဲ့ဒါမသိဘူးဟိုကလည်းကပြီးမှတိုင်းသားရေးရဝန်ကြီးပေးဆိုပျော်ပြီးတော့လက်ခံကြတာကျွန်တော်တို့မြို့နယ်စုတချို့လူကြီးလည်းပညာတာတတ်တာအရှက်တရားမှာတော့တိတ်မရှိဘူးအဲ့လိုပြောနေမကောင်းဘူးကျေးဇူးတင်တယ်ဒီလောက်ပဲပြောမယ်နောက်နေ့တိထားတာရှိတယ်CRPH အကြောင်းလည်းရှိတယ်တိုင်းသားလည်းနဲ့ကြိုက်တွေအကြောင်းလည်းရှိတယ်တိုင်းသားပါတီတွေအကြောင်းလည်းရှိတယ်ဗမာပါတီတွေအကြောင်းလည်းရှိတယ်ဒါပေမဲ့ဒီချိန်မှာမပြောတင်တယ်ဘူးထင်လို့မပြောသေးတာပဲရှိတယ်ဆက်ပြောပြမယ်ဒါပေမဲ့တခုပဲဒီပွဲကနိုင်သလားလို့မမင်းနဲ့တေချာပေါနိုင်တယ်တင်းအရှုံးပေးတဲ့နဲ့ရှုံးနေပဲတင်းအရှုံးပေးနဲ့ရှုံးနေပဲဒီပွဲကျွန်တော်တို့လုံးဝမရှုံးခေါင်းထဲမှာရှုံးတယ်လို့ဝန်လာရင်အဲ့ခေါင်းကိုလက်နဲ့ခောက်ထည့်လိုက်လုံးဝမရှုံးကျွန်တော်ပြောပြမယ်လုံးဝမရှုံးကျွန်တော်အနိုင်ဖက်ကတိုက်နေတာဟုတ်ပြီ good night ရရှိတဲ့ကိုဖျက်ခင်ကောင်းကြီးပေးပါစေ